အားလုံးပဲမင်္ဂလာပါဒါကတော့ကြိုက်ထီကိုသွားတဲ့ဗီဒီယိုမှတ်တမ်းလေးပဲဖြစ်ပါတယ်လိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာဒါကတော့ရန်ကုန်ကနေဒီမှာကြိုက်ထူမျိုးကိုယထာစီကိုယထာကိုစောင့်နေတာဖြစ်ပါတယ်ယထာကတော့မလာသေးဘူးဆိုမှယထာကိုရိုက်တဲ့ဗီဒီယိုမပါလို့ဆိုပြီးတော့ကားပေါ်မှာပဲရိုက်လိုက်ရတော့တယ်ဒါကြိုက်ထူမျိုးအတိုင်းမှာကြိုက်ထီကိုသွားနေတဲ့လမ်းပေါ်ဖြစ်ပါတယ်ကိုရှုခင်းနေအင်မတန်သားရလှပပါတယ်လို့နဲ့ပဲကင်မိုစကန်ကိုရောက်တယ်ပေါ့ဗျာကင်မိုစကန်ရောက်တော့လက်မှတ်တွေပါဖြတ်ကားတွေပါနဲ့တစ်ခါထပ်စီးပြီးတစ်ခါထပ်သွားရတယ်ဖေးပပတ်လေးမှာလည်းတကယ်ကိုတိုးတောင်းလေးရှုခင်းနေတော့တကယ်အင်မတန်မှသားရလှပပါတယ်အင်မတန်မှစိတ်အေးချမ်းပါတယ်ဗျာအဲ့ဒီလိုနဲ့မစီးဘူးတဲ့ကေဘယ်တွေပါစီးပြီးတော့ကလေးတွေပါနဲ့ကိုရိုက်ဒီရိုက်ပေါ့ဗျာနည်းနည်းတော့မြင်းတော့နည်းနည်းတော့ကြောက်သားပဲကလေးတွေတော့မကြောက်ဘူးကိုကတော့ကြောက်နေတာတကယ်ကိုရှုပ်နေတဲ့အသားရလှပါတယ်တို့အမဲလက်နှချောင်းတွေပါထောင်းပြခါနဲ့ဆိုဖြစ်သေးဘူးဆိုအထဲထဲမှာမြောင်ဆိုပြီးကာပြတကယ်ကြည်နူးစရာပီတိဖြစ်စရာကောင်းပါလေဗျာအဲဒီလိုနဲ့ကင်မစကန်ရောက်တော့လမ်းလေးပါထပ်ပြီးတော့ရှော့ရတယ်ရင်မြုံတော့ကိုရောက်ဖို့ထုတ်တွေပါဆွဲရပေါ့ဗျာထုတ်ပြီးဆွဲရတယ်ပေါ့ရှေ့ရတခါရွေးဆွဲတာပါကျုပ်တို့ကတော့မဆွဲရပါဘူးအဲ့နဲ့မင်းသားအဲ့ဒါမင်းသားတိုးစီနဲ့မင်းသားအဲ့နဲ့မင်းကြီးထပ်ကာဗျဘီကာလို့လားပါဆိုတာတော့မသိပါဘူးဗျာအဲ့ဒါနဲ့ဆိုဈေးသားတွေပါလိုက်ရိုက်တစ်ချက်ရှုပါကိုဆွဲဒီဆွဲနဲ့ရှေ့ရတော့ဥပန္နိတာဖြစ်ပါတယ်ဥပန္နိတာတော့ရသေးကြီးကြာနာပဲအင်ကြီးပါလန့်ဆွဲကိုနဲ့တော့မဆိုင်ဘူးပေါ့ဗျာအဲ့ဒါတောင်တန်းတွေပါထက်ရိုက်ရင်တော့ဟိုကြိုက်တီကိုပြမြင်နေရပြီဆိုလန့်ဆွဲတယ်အဲ့ဒီလိုနဲ့ရင်ပြင်းမောထက်ရောက်တယ်ဗျာရင်ပြင်းမောရောက်တော့ကိုရိုက်ဒီရိုက်ပေါ့မဥပန္နိတာတော့ဆရာတော်ဥပန္နိတာကတော့ခေါင်းလောင်းလေးလူမဲဆိုပြီးတော့သွားပြီးတော့လူကိုတုံးနေပါတယ်တကယ်ကိုရင်ပြင်းတော့ရောက်ပြီးတော့ကြိုက်ထူဖျားကြီးပူလိုက်ရပြီဆိုရင်ဖြစ်စိတ်ထဲမှာတကယ်ကိုအေးချမ်းသွားပါတယ်ဗျာတကယ်ကိုအေးချမ်းလေးဖြစ်ပြီးစိတ်ကိုအေးငြိမ်သွားပြီးတော့တကယ်ကိုပီတိဖြစ်စရာကောင်းပါတယ်ခါခွန်းသိရင်လည်းလာရောက်ပြီးတော့ဖူးစေချင်ပါတယ်ဗျာဟိုရိုက်ဒီရိုက်ရင်လည်းဘယ်ရောက်သွားလဲဆိုတော့တောင်ငန်းတွေစီရောက်သွားပြန်အဲ့လိုနဲ့ကြီးပါဆက်သွားတာပေါ့ဗျာကြီးပါဆက်သွားရတာမောသလားတော့မပြောနဲ့တော့မောတယ်မမိုးဆိုဒီတန်းနားထောင်လိုက်တော့ဒီမိုင်းဒီကြီးပါဆက်သွားအရသာဘယ်လိုလဲအရသာကြီးပါဆက်အားတစ်ခါမလာဘူးတော့ကြီးပါဆက်အောင်မယ်ဒီအဲ့ဒီလိုနဲ့ပါလာတဲ့ဆရာတော့ဟိုရိုက်ခန်းဒီရိုက်ခန်းနဲ့စီဒီကိုရိုက်ပါတယ်ဗျာသူကလည်းကိုယ်လည်းသူရိုက်နေပါတယ်ဗျာတို့နဲ့အာယုံတက်မနက်ခင်းရောက်တော့ကျစွမ်းနေကတ်တယ်ဗျာစွမ်းရည်ချမ်းနေကတ်တယ်တောက်တော်ရည်ချမ်းနေစွမ်းနေကတ်တယ်ဖျားဘူးလာတဲ့တကားမများကလည်းပဋ္ဌာန်းရွတ်တဲ့ပုံကိုယ်တွေကလည်းရွတ်လို့ဓမ္မစကြာရွတ်တဲ့ပုံကိုယ်တွေကလည်းရွတ်လို့မဟာသမယတို့ရွတ်တဲ့ပုံကိုယ်တွေကလည်းရွတ်လို့အင်မတန်မှကြည်နူးပီတိဖြစ်စရာကောင်းပါလေအဲ့ဒီလိုနဲ့နောက်နေ့ညရောက်တော့ဟောဓမ္မကြီးတို့မြောက်တာညောင်းလို့ဆိုပြီးတော့နှိတ်ခိုင်းပါလေဒါကတော့သူမသိပါဘူးကိုရိုက်ထားတာပါအဲ့လိုနဲ့မနက်ခင်းမှာလိပ်ဖက်သွားစားတာတွေလည်းထည့်ရိုက်ဦးမယ်ဆိုပြီးတော့ရိုက်လိုက်ပါတယ်အဲ့ဒီလိုအလူရှင်2ဦးဖြစ်ပါတယ်အလူရှင်2ဦးကတော့မှာလိုက်တာသမက်စီတန်တစ်ပွဲ4000ပဲဗျာကိုစားတီစားနဲ့ရည်ပြပါတယ်အဲ့ဒီလိုနဲ့အောင်စုံနေပါတယ်ဖုံးပေးပြီးတော့တောင်တန်းကြီးကိုလိုက်ပြီးတော့ရိုက်ပါတယ်တောင်တန်းကြီးလည်းတကယ်ကိုတည်ငြိမ်အေးဆက်လွန်ပါတယ်ပြန်မလာတော့တဲ့လူတယောက်လိုပါပဲကဲဟိုတောင်တန်းလေးပဲထပ်ရိုက်ပါတယ်ကိုတော့တောင်တန်းလေးကိုအရန်ချစ်မြတ်နိုးတယ်လို့ဆိုတော့တောင်တန်းလေးပဲလိုက်ပြီးတော့ရိုက်ပါတယ်ရှေ့တော့မဲနဲ့ဖြတ်သွားတာဥပန်ကြီးဖြစ်ပါတယ်ဗီဒီယိုတွေဒီလောက်ရိုက်နေပြီမဲ့ဒကမာကြီးတော်စုတို့မိသားစုကတော့တိတ်ပြီးတော့မပါဘူးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကမျက်မှန်တကားကနဲ့ရှိုးထုံနေလို့ဖြစ်ပါတယ်အဲ့ဒီလိုပြောလို့လဲစိတ်မဆိုးပါနဲ့အဲ့ဒီလိုနဲ့ဟိုရိုက်ဒီရိုက်နေရနေပဲပြန်ချိန်လဲနေပြီဆိုတော့ပြန်တော့မယ်ဆိုပြီးတော့အထုပ်အပိုးတွေပြင်တဲ့အကြောင်းအရာတွေတော့မရိုက်ဖက်နဲ့မထူးတော့ပါဘူးဆိုကားပေါ်ရောက်ပါ
ကားပေါ်ရောက်တဲ့ဗီဒီယိုတွေတော့ကိုကတော့ကြောက်လို့မရိုက်ရဲဘူးဆိုပြီးဒီကမာကြီးရိုက်တဲ့ဗီဒီယိုတွေကိုကူးပြီးတော့ထည့်ထားတာဖြစ်ပါတယ်ကဲဟိုကြောက်စရာလည်းကောင်းတယ်ရင်ခုန်စရာလည်းကောင်းပါတယ်ပျော်စရာလည်းကောင်းပါတယ်အစားအစာရအကူညီပြီးလိုက်လံပို့ပေးပါတော့မိသားစုအားလုံးကျန်းမာချမ်းသာပါစေလို့ဆုတောင်းရင်းနဲ့ပဲညီကျုံခုတ်လိုက်ပါတယ်